အားလုံးပဲမင်္ဂလာပါမြန်မာပြည်တွင်းမှာရှိတဲ့ truck lorry ကားဆရာကြီးတွေရဲ့လမ်းခီးအခက်အခဲအကြံတမ်းတွေကိုဘယ်လိုမျိုးနော်ရင်ဆိုင်ဖြတ်သန်းရလဲဆိုတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့ကြည့်တော့ပါမယ်။မြင်ရတဲ့အတိုင်းပဲနော်ကားတန်းလေးနဲ့ကြည့်ရတာနည်းနည်းတစ်မျိုးလေးပေါ့နော်ဆက်ပြီးတော့ကြည့်လိုက်အောင်လိုက်တန်းထင်တယ်နော်ဒီကတန်းနည်းနည်းခောက်နေတာဆက်ပြီးကျွန်တော်တို့ကြည့်လိုက်အောင်နော်မြန်မာပြည်လက်ရှိအနေထားအရတချို့လမ်းတွေကလမ်းမှာတော့မသွားရတဲ့နေရာတွေရှိပါတယ်။ကန်တပိတ်ပိတ်မှုတွေကြားတွေကနေပြီးတော့မှရောက်ထိုးဖောက်နေတဲ့ကားဆိုင်တွေဖြစ်ပါတယ်။ဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ကြည့်လိုက်အောင်မိုးရသည်ကုံသွားပြီမဲ့လေလမ်းတွေကနော်ဖုန်တစ်လုံးလုံးနဲ့လုံးဝကြိုက်နေမြောင်းနေရှိုတွေဖြတ်ရတဲ့လမ်းခီးတွေအများကြီးပါပဲ။ဆိုတော့ဒါတွေကိုဘယ်လိုမျိုးစကီးချန်နေနဲ့ဖြတ်တန်းရလဲဆိုတဲ့ဗီဒီယိုတွေကိုတဲထိခြင်းပို့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်အောင်နော်မြင်ရတဲ့အတိုင်းပဲเนาะတွိုင်းလိုက်နဲ့ခီးချမ်းတွေကလုံးဝကိုနှမျောစရာကောင်းလိုက်တာเนาะဒါကားဆရာဘာမှမဖြစ်တော့ဘူးလို့ထင်ရတာပဲဒီဘက်ကိုဖြည်းဖြည်းလေးကြာတော်သေးတယ်เนาะတခုဖြစ်ပြီဆိုတာနဲ့တွားပြီပြကောင်းမှာပါတယ်ကုံတန်ကြီးနောက်တစ်ခုကရင်တန်ဖို့เนาะပြန်ပြီးလောက်ရမယ့်ဟာတွေနဲ့အချိန်ကြီးပေးရမှာတွေနဲ့တော်တော်ကိုကြီးမားတဲ့ဆုံးရှုံးနေတာမှုတစ်ခုလို့ပြောလို့ရပါတယ်ဆိုတော့ဒီချိန်မှာကားအက်ဆီဒန့်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်เนาะကုန်စည်တော့ဆဆရဝယ်ရတာလည်းမလွယ်ပါဘူးပြန်ထောင်လာဟိုက wait ပါမယ်เนาะဒါဆွဲမတုံလဲဟိုကောင် ground ကြီးမှာပါဟာyesterday ကားယူထောင်းပါချင်เนาะဝါနှမျိုးစင်ကွာကြီးဒီမှာလည်းတစီကြည့်တော့ဟာတောင်းရစကြည့်แล้วเนาะ
လေနေဒါတော့ကျွန်းသွားတဲ့ကားလေးကိုဆွဲပေးတာပါဒီမှာထောက်နေတော့လာလေโอ้မြင်ရတဲ့အတိုင်းပဲเนาะချောင်းနဲ့ဆင်းလာပြီဒါတဲတူကြီးရှိเนาะအောက်ကအမကျအိုးလုံးလာပဲဟေးမိဘူးကမကြောအေးတော့ကြောတော့เนาะမိဘူးကလုံးခံတာမဲခံတာyes တဲ့เนาะနင်းဖြဲလာမြတ်ဒီကောင်းဆိုเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂီယာဘယ်လောက်ထိုးတင်လဲမ3လောက်နေပဲနည်းနည်းလေးပေါ့ပပလေးတွားမလားဘယ်လိုဟာမျိုးနဲ့ယုံတင်လဲလောကဂီယာအကြီးနေလားအသေးနေလားစသဖြင့်ဒါကားဆရာကြီးတွေကတော့နှက်နေပြီဒီလမ်းတွေကအော်မကြုံတင်းလာတဲ့ဝိတ်ကိုတောင်းကြီး၄တောင်းကြီးမကြုံဘာလဲတဲလားအတီးတွေပြုတ်ပြီးပုံမှန်ကောင်းနေမကြုံယုံလာအိုးသူတို့ဟုတ်လာပဲတက်သွားမကြုံအေးရမကြုံဘလူးတဲ့ဟာလမ်းခီးနေထားလေကြုံဟီရှူရာမလာလောက်စားရမလို့ဟိနော်အေးမကြုံပင်ထောင်မှာဆိုလို့အပေါ်ကနေပြီးဖိပြီးတော့တင်းနေပြီးတော့အိုးဒါညမပြည်ရဲ့ဒုက္ခခက်ခဲတွေတကယ်ကိုတော့မကြီးယုံစမ်းဟာဆိုတော့တကယ်ကိုတော့ဒါကျွန်တော်ဂျပန်ကားအကြတော့ပြောမနေနဲ့ကား one shot ဆရာတွေလည်းဒါကျွန်တော်ဂျပန်ကားတွေဆိုတော့နိုင်ကြပါတယ်။အခုနောက်ပိုင်းတော့တရုတ်တွေတို့ဘာတွေတို့ပါတိတ်နေနေလေးဟိုထွေမလားတော့မသိဘူး။ဒီကောင်းလေးဆိုလို့ရှိရင်ဒီကျွန်တော်တို့မန်းလို့ဒီပေါ်တော်တို့ဘာလို့ဆိုလဲနည်းနည်းလေးတော့အနေထားဟောဖြစ်တဲ့အနေထားเนาะဒီကောင်းအကောင်းဆုံးတော့ကျွန်တော်တို့ဂျပန်ကားပဲအချိုက်ဆုံးပဲเนาะမကြည့်ဘူးတကယ်ခွက်ကြီးကိုဂျိုင်းနဲ့မမောင်းလာတယ်เนาะမိုးရင်းမှာရုံးထားတဲ့ဘွက်တီအခုကျလုံးဝဂျိုင်းနေဖြစ်ပြီးတော့နော်မကြည့်အောင်လုံးဝမြောင်းကြီးမသိရင်သွားဖို့အတွက်မြောင်းဖော်ထားတဲ့အတိုင်းပဲနော်လုံးဝဟိုလုတ်ပဲနေမကြည့်အောင်နောက်ပေါ်ကြီးထိနေတာမအကွေးတော့ကဲလုတ်ပြီးကားတွေနှမျိုးပေါင်းပါတယ်တကယ်နော်နောက်ကားတွေမှာကျွန်တော်ကြီးအကြိုက်ဆုံးပဲနော်ကြီးမှကြီးအတိုင်းကနောက်ထောင်ပေါ်ကြီးတန်တယ်နော်အေးဆုံးပြိတန်ကြီးစားမိုက်တယ်ဟင်းလမ်းကြီးရှယ်ပဲဆိုတော့ဒီလမ်းကြီးနဲ့ကျွန်တော်တို့ကားတွေနဲ့ကားဆရာကြီးတွေနဲ့လိုက်ပါတယ်နော်ဆိုတော့တွားခြင်းလို့တွားကြတာတော့မဟုတ်ပေမဲ့မလွဲတာမရှောင်တာလို့တွားနေရတယ်ဖြစ်တဲ့ကြောင့်မို့လမ်းပေါ်မှာနော်မိသားစုဆောင်းဝင်နေအတွက်ရုံးကန်ရှာဖွေကျွေးမွေးနေတဲ့ကားဆရာကြီးတွေအားလုံးအန္တရာယ်ကင်းစွာနဲ့လိုရာခီးကိုချွတ်မွေ့ရောက်နိုင်ကြပါစေကျွန်တော်ရဲ့ဗီဒီယိုဒီနားမှာပဲဆုံးသက်ခွင့်ပြုပါနောက်ထက်လဲဒီတက်ပို့ပြီးတော့မှကောင်းမွန်တဲ့ video quality တွေနဲ့အတူတူပြန်ပြီးတော့လာပါအောင်မယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ